တဝါပေါင်းတို့အားအမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏အထူးအားဖြင့်ဤကြောင့်ထိုင်အတွင်း၌ဆောင်းလျှောက်ကြကုန်သောနတ်ထေဝါများနှင့်ဝိနည်းသတ္တဝါအာလုံးတို့အားမြတ်ပေးဝေပါကုန်၏မြတ်ပေးဝေပါကုန်၏မြတ်ပေးဝေပါကုန်၏မြတ်ရာချ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓု